တစော့ပြန်ပေါ်လာပြီးအားလုံးကိုအားသင့်စေတဲ့ Google Class ရဲ့ AI အစွမ်းရိတ်တကြီးအားလုံးပဲမင်္ဂလာပါရှင် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်2012ခုနှစ်မှာ Google ဟာ Google Class ဆိုတဲ့စမတ်မျက်မှန်ကိုမိတ်ဆက်ခဲ့ပြီးနည်းပညာလောကကိုတုံ့လောက်သွားစေခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတော့ဒါဟာတော်တော်လေးစမ်းသစ်တဲ့ idea တစ်ခုဖြစ်ပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်သို့ပေမဲ့လည်းလက်တွေ့မှာအသုံးပြုတဲ့အခါအားနည်းချက်တွေကြောင့်ပြန်ပြောက်ကွယ်သွားခဲ့ရတာပါ။ဒါပေမဲ့ Google ဟာအဲ့ဒီအတွေ့အကြုံတွေကနေသင်ခန်းစာအများကြီးရခဲ့တဲ့ပုံပါပဲ။ Test 2025ပွဲမှာတော့ပြင်ဆင်ထားတဲ့မျက်မှန်ကိုချက်ပြီးထုတ်ပြခဲ့ပါတယ်။အဲ့ဒီမျက်မှန်အသစ်ဟာတာမန်မျက်မှန်နဲ့ပိုတူပြီးပိုပြီးတိမ်မွေးတဲ့ဒီဇိုင်းကိုအသုံးပြုထားတာပါ။ပြီးတော့အရင်တုန်းကလိုထူးထူးခြားခြားလှုပ်ဆောင်ချက်တွေအများကြီးထည့်ထားတာမျိုးမဟုတ်ပဲတကယ့်ကိုလူတွေအတွက်အသုံးဝင်မဲ့လှုပ်ဆောင်ချက်တွေကိုပဲအဓိကထားတိစောက်ထားတာကိုတွေ့ရပါတယ်။ဒီမျက်မှန်ရဲ့အဓိကအုံနောက်ကတော့ Google ရဲ့နောက်ဆုံးပေါ် AI နည်းပညာဖြစ်တဲ့ Gemini ပါပဲ။ဒီ AI ရဲ့စွမ်းဆောင်ရည်ကြောင့်မျက်မှန်ဟာအသုံးပြုသူရဲ့ပတ်ဝန်းကျင်ကိုတိကျစွာသိရှိနားလည်နိုင်ခဲ့ပြီးလိုအပ်တဲ့အချက်အလက်တွေအကူအညီတွေကိုလက်ငင်းပေးနိုင်မှာဖြစ်ပါတယ်။ဥပမာအားဖြင့်လူတစ်ယောက်နဲ့စကားပြောနေချိန်မှာမျက်မှန်ကအဲ့ဒီစကားကိုအချိန်နဲ့တပြေးညီပါရပြန်ပေးနိုင်ပါတယ်။ဒါအပြင်ကိုမြင်နေတဲ့အရာဝတ္ထုတစ်ခုခုအကြောင်းသိကျင်နေဆိုရင်မျက်မှန်ကိုမေးလိုက်ရုံနဲ့အဲ့ဒီအရာနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုချက်ချင်းပေါ်ပြပေးသွားမှာပါ။မှတ်ဉာဏ်အားနည်းတဲ့သူတွေအတွက်လည်းတကယ့်ကိုအသုံးဝင်တဲ့မျက်မှန်ဖြစ်လာနိုင်ပါတယ်။လူတစ်ယောက်ယောက်နဲ့ဘယ်တော့မှဘာအကြောင်းပြောခဲ့လဲဆိုတာကိုမျက်မှန်ကပြန်ပြောပြနိုင်လို့ပါပဲ။ဒီမျက်မှန်ရဲ့လှုပ်ဆောင်ပုံကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။မျက်မှန်ကိုယ်တွေကပါလွှာပြီးပေါ်ပေါအောင်တိစောက်ထားတာပါအဓိကတွက်ချက်ရေးတွေကိုတော့အသုံးပြုသူရဲ့ဖုံးမှာလှုပ်ဆောင်ပြီးမျက်မှန်ရဲ့မှန်ဘလူးကနေတဆင့်လိုအပ်တဲ့အချက်လက်တွေကိုထပ်ဆင့်ပြသပေးမှာဖြစ်ပါတယ်ဆိုလိုတာကမျက်မှန်ကိုယ်တိုင်မှာရှုပ်ထွေးတဲ့ဟာဝဲတွေအများကြီးထည့်ထားတာမျိုးမဟုတ်ပါဘူးဒါကြောင့်လည်းပေါ်ပါပြီးတက်တောင့်တက်တာရှိစေမှာပါ Google ရဲ့ဒီမျက်မှန်အသစ်ဟာအရင်ကကြုံတွေ့ခဲ့ရတဲ့အားနည်းချက်တွေကိုကောင်းကောင်းသုံးသပ်ပြီးပြင်ဆင်ထားတာကိုတွေ့ရပါတယ်ဥပမာအမြဲတမ်းအသစ်အနေထားမှာရှိတဲ့ကင်မရာတွေကိုပိတ်ထားပြီးထိန်းချုပ်ရတာလည်းပိုးလွယ်ကူအောင်လုပ်ထားပါတယ်ရည်ရွယ်ချက်ကတော့လူတွေရဲ့နေ့စဉ်ဘဝမှာအနှောက်အယှက်မဖြစ်စေဘဲတကယ့်ကိုအကူအညီပေးနိုင်တဲ့နည်းပညာတစ်ခုဖြစ်လာစေဖို့ပါဈေးကွက်ထဲမှာတော့တခြားပြိုင်ဘက်တွေလည်းရှိနေပါတယ်ဥပမာ Apple ရဲ့ Vision Pro ဟာနည်းပညာပိုင်းအရာတော်တော်လေးအဆင်ပြေနေပေမဲ့အဓိကအဖြစ်အိမ်ဒါမှမဟုတ်ရုံးခန်းလိုမျိုးပတ်ဝန်းကျင်မှာသုံးဖို့ရည်ရွယ်ထားတာပါနေ့စဉ်ဘဝမှာတွားရင်လာရင်သုံးဖို့အတွက်တော့သိပြီးအဆင်မပြေနိုင်ပါဘူးMeta ရဲ့ Ray-Ban Meta မျက်မှန်တွေကတော့ပိုပြီး fashion ကြတဲ့ဒီဇိုင်းနဲ့ထွက်ရှိထားပြီးဓာတ်ပုံရိုက်တာတော့ Meta AI Assistant ကိုသုံးတာတော့လုပ်လို့ရပါတယ်။ဒါပေမဲ့ Google ရဲ့မျက်မှန်လိုမျိုးပတ်ဝန်းကျင်ကိုအခြေအနေနဲ့အညီသိရှိနားလည်နိုင်ပြီးတိကျတဲ့အကူအညီပေးနိုင်တဲ့စွမ်းရည်တော့နည်းပါးပါသေးတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင် Google ရဲ့မျက်မှန်အသစ်ဟာအရင်ကအတွေ့အကြုံတွေကနေသင်ခန်းစာယူပြီးပိုပြီးလက်တွေ့ကျတဲ့လူတွေအတွက်အမှန်တကယ်အသုံးဝင်မဲ့ AR နည်းပညာကိုပုံဖော်ဖို့စူးစမ်းနေတယ်လို့ဆိုနိုင်ပါတယ်။ဒီအခါမှာတော့ Google ဟာသူတို့ရဲ့ရည်မှန်းချက်ကိုဘယ်လောက်အထိအောင်မြင်လုပ်နိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။နောက်အနာဂတ်မှာဖုန်းတွေတက်ဘလက်တွေအစားဒီလိုမျိုးစမတ်မျက်မှန်တွေကလူတွေရဲ့အဓိကဆက်သွယ်ရေးနဲ့လုပ်ငန်းသုံးကိရိယာတွေဖြစ်လာနိုင်မလားဆိုတာလဲစိတ်ဝင်စားစရာဖြစ်ကြောင်းဝေမျှလိုက်ရင်ဒီကုန်းချုပ်လိုက်ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။